အမေရိကန်နိုင်ငံတော်လုံးကို4ရက်ဆက်တိုက်အေးခဲထွားစေခဲ့တဲ့တမိုင်းဝင်စောင်းရသည့်မုန်တိုင်းကြီးလင်းရင်ခီးစင်ပေါင်4500ကျော်ဖြတ်သိမ်းလာရပြီးအင်ဂျင်2သိန်းကျော်မိပြတ်တောင်းကြည့်ပါတယ်။ရှီကာဂို၊နယူးယောက်နဲ့ဘတ်ဖလိုးမြို့ကြီးတွေရဲ့လက်ရှိအခြေအနေကဘလောက်ထိကြောက်မြတ်ဖွယ်ကောင်းနေပြီလဲ။မင်္ဂလာပါ Amazing News Channel ကနေကြိုးဆိုပါရခင်ဗျ။အခုနောက်ဆုံးရရှိထားတဲ့သတင်းတွေအရအမေရိကန်ပြည်ထောင်စုရဲ့ပြည်내အတော်များများမှာဇန်နဝါရီ24ရက်ကနေစတင်ခဲ့တဲ့ပြင်းထန်တဲ့ Winter Storm ကြောင့်လူနေမှုဘဝတွေရက်တန့်လူနေပါဖြစ်နေတာဟာဒီနေ့ဆိုရင်4ရက်မြောက်ရှိနေပါပြီ။အဆိုးရွားဆုံးတက်ရောက်မှုကတော့လေချောင်းလိုင်းတွေမှာပါ။ရှီကာဂိုမြို့ရဲ့ O'Hare လေဆိပ်လိုအဓိကလေဆိပ်ကြီးတွေမှာလေရင်ခီးစဉ်စုစုပေါင်း4500ထက်မနည်းကိုဖျက်သိမ်း Cancer ဒါမှမဟုတ်ဆိုင်းငတ်ဒလေးထားရလို့ခရီးတဲ့ထောင်ပေါင်းများစွာဟာလေဆိပ်တွေမှာပဲပိတ်မိနေကြရပါတယ်။မိပင်ခရီးစဉ်တွေလည်းအလားတူပါပဲ။ New York နဲ့ New England ဒေသတွေမှာ bomb cyclone ရဲ့ရိုက်ခတ်မှုကြောင့်ရေခဲမှုတွေရွာသွန်းနေပြီးလမ်းမတွေပေါ်မှာစီးမြင့်တွေနဲ့ရေခဲတွေဖုံးလွှမ်းနေပါတယ်။အထူးသဖြင့် Buffalo မြို့မှာဆိုရင်နှင်းထုက2ပေကနေ3ပေအထိမြင့်တက်နေလို့ကားမောင်းညင်ကွင်းကိုလုံးဝပိတ်ပင်ထားရပါတယ်။ရေခဲမှုကြောင့်ကားတိုက်မှုတွေလည်းအများပြားဖိကွာရပါတယ်။ဒီပြင်းထန်တဲ့ဆောင်းရာသီမုန်တိုင်းကြောင့်အင်ဂျင်2သိန်းကျော်လျှက်စင်ပြီးပြတ်တောက်နေပြီးအပူချိန်ကလည်းအချို့ဒေသတွေမှာအနှုတ်20 degree Celsius -20 degree Celsius အထိထိုးဆင်းနေပါတယ်။အစိုးရနဲ့သက်ဆိုင်ရာမိုးလေဝသဌာနတွေကတော့ပြည်သူတွေအနေနဲ့အဖြစ်မထွက်ကြဘူး။နှွေးနှွေးထွေးထွေးနေကြပေါ်နဲ့လုံခြုံရေးအထက်အရေးပေါ်သတိပေးချက်တွေထပ်မံထုတ်ပြန်ထားပါတယ်။အမေရိကန်မှာရှိနေတဲ့ကျွန်တော်တို့မြန်မာမိသားစုအနေနဲ့ကဒီမုန်တိုင်းတိုင်ကိုတိုက်ရိုက်ခန်းစားနေရသူတွေရှိနေကိုယ့်ရဲ့လက်ရှိအခြေအနေဒါမှမဟုတ်အတွေ့အကြုံလေးတွေကို comment မှာဝေမျှပေးခဲ့ပါအောင်ခင်ဗျာဒီလိုကမ္ဘာအရေးကြီးဆုံးနောက်ဆုံးရသတင်းတွေကိုအငြင်းသိရှိနေရအောင် Amazing News Channel ရဲ့ page ကိုလည်း like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာဒီဗီဒီယိုကိုလည်းတခြားသူတွေသိရှိအောင် share လုပ်ပေးခြင်းဖြင့်ကူညီပေးပါလို့မေတ္တာရပ်ခံအပ်ပါတယ်ဗျာဒီစောင်းရသည့်မုန်တိုင်းတန်ကိုခန်းစားနေရတဲ့ American နိုင်ငံတဝန်ကပြည်သူအားလုံးအထူးသဖြင့်ကျွန်တော်တို့မြန်မာမိသားစုဝင်အားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေလျှက်စစ်မီးဒီအမြန်ဆုံးပြန်ရပြီးအားလုံးပဲနှွေးနှွေးထွေးထွေးလုံခြုံစွာနေထိုင်နိုင်ကြပါစေလို့ Amazing News Channel ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ